苏江那苦了无呀？叫我快来带你，大家没有谁要开你的啦。大，地拉王瓜，大我比没点行。大，皮呀是还比我可怜了，没呀跟上你用那个。啊，皮呀嘞，也弄苗呀，你讲你别样带了我们，别看你，看哪里皮？哦，哎，皮古代表了。也来皮。没有越表你啊我，你把多少都表演下来了哩。好，哈，地皮皮啊，皮老蛋呢打地皮呀。哦，打地多皮啊？地皮不皮呀？咦，那是皮两点目标，没做搞过来着没？皮呀老皮，肯定嘛地了，表呀，别跟我发皮的。我咪说的个个，路得得跟上你嘛了，没路几皮来讲了嘛么好多不？跟我不话一天的那个我咪呀。哦，没呀老皮，打手嘛没做，没呀稳表，今天先表哩没呀，我没表没啥呀，就老表嘛哩呀。哦，诶，好巴比，没表没有路边他来，给送嘛。ဒုက္ခဒေါသနဲ့ဒေါမနတာဖြစ်တော့ဒေါမနတာတွေပါပြောက်ပြီးငရဲကိုရောက်တယ်တဲ့အနိစ္စဒုက္ခအနတ္တ大，你比个别个讲嘛，先不老呀。生活呀也。啊我，你用现在呢，面呀来流进来路皮表啥哩？现在弄皮路来看那么不？别那个，咕噜现空呢。我弄点我呢哩皮呀嘞，皮要空出来，垃圾塞完。哦，咦，好大嘞！那是地板空白，公司一说比奥比呀。嘿呀，明老难闹呢，没有不是你伢一个公开米，啊，刚刚讲嘛差别啥了？没有路了皮谁进路，你伢一嘛出胸谁进路过？没皮表啊，买那个打，没肉打，我鸡买它啦，啊米你买它啦，你要路表讲对吗？苏家打的米那是，我打我毛鸡呀没皮呀。我打边毛鸡呀的钱里面，我偏谁呀我？而家讲嘞没肉啊，路人上面带来的讲嘛他呗，啊现但是高手讲嘛，伢一公家看米他被他啦，没现空呀啦呢，没肉啊进来呀嘛啦，အတားကြီးလိုက်ကြတာအဆင့်တန်းဘာနဲ့တိုင်းပြီးတတ်မှတ်လည်းမသိကိုချင်းစာတရားကြတင်မပေးကြဘူးအမေ ဟေးမပြော打我没肉啊，路里的没西洋他被他啦，不然他被用的么高，你个他定价比我嘞，高中开过吧，我被他啦，没有放得落呢，给你呗成功呢。那就看到现在呀，不他妈呀来皮路路进呢。ဟဲ့တော့အောင်တက်အောင်ပဲဖိပြီးတင်မနေနဲ့လူကောင်းဖြစ်အောင်လဲပြောအောင်တင်အောင်လူချုံလူကောင်းနဲ့တော်လဲတော့ကောင်းလဲကောင်းပါတော်ပြီးမကောင်းရင်ဒီကလေးကြီးလာရင်အတ္တဝါဒီသမားလုံးလုံးဖြစ်ပြီးအနေရပုံများမယ်ဟဲ့အခုငါတို့နေကကြုံနေရတာကိုပဲကြည့်တော့ဟောဒီမေတယောက်နေတော့ခက်ပြီတော်ပါတော့အမေရအေးမပြောတော့လုံးဝမပြောတော့တရားအသိလည်းမရှိထပ်ပါပြီမောလိုက်တာတင်မြဟာမတ်တင်မြဒီမိန်းမတော့ကွာအိမ်ပြန်လာရင်ဘယ်တော့မှတမ်းမတွေ့ရအောင် ပြန်ရောက်ပါပြီရှင်ဒီမှာလေမနက်ကကျမ900ဟုတ်ပါတယ်တော့အဲ့ဒါဟိုဘလန်ကမအေးဂျီစီနေပြန်တို့လေသွားတဲ့ပြီးအပြန်တော်ခင်လာစီစုကြည့်တစ်ခါရင်ဝင်သွင်းခဲ့တာလေ မင်းလည်းနေပြန်လို့ညပြန်လို့ရောစူရေးတွေမဲတွေရောနဲ့ငွေကိုလက်ပဲကစားနေရငွေရပြန်ကစားရင်ခံရလိမ့်မယ်နော်အေး အမေကျမဒီလိုလက်ပတ်နေလို့လဲစားဝတ်နေရအတွက်အဆင်ပြေနေတာမဟုတ်ဘူးလားရှင့်တလို့စားရင်လည်းဘယ်လိုလောက်ငါမှာလဲ ဟာမင်းကုံစင်းတော့ကြီးလာတာဟုတ်ကငါလည်းလုံနေတာတေတော့ဒုက္ခကကြတတ်မလားကုံစင်းလုံးပဲတတ်တယ်လေနောက်ဆုံးငါတို့အောက်ခြေလူတန်းစားတွေပဲဒုက္ခရောက်တာ အဲ့ဒါဆိုလဲရှင့်သားကိုကြောင်းထုတ်ပြီးအလုပ်လုပ်ခိုင်းကြည့်ပါလား အေးဟုတ်တယ်ဒီကောင်ရှစ်တန်းဆိုတော့ရွယ်ရောက်တယ်တားရီဆိုင်ကိုလာပါဦး 呀ဟုတ်လာပြီဖေ ဆိုင်ကိုမင်းမနှက်ပြန်စားပြီးကြောင်းမသွားတော့တယ်ကြောင်းထွက်ပြီးအလုပ်လုပ် ဗျာ ညာမနေနဲ့ငါတို့တော့ဆို၄တန်းထိပဲတက်ခဲ့မင်းခုရှစ်တန်းတော့ရောက်တော်ဝီပေါ့ရေးတဲ့ဖက်တယ်မိဘကိုလည်းငယ်အောင်ကွာ ဟုတ်တယ်တားရီကုံစင်းလုံးကလည်းကြည်တားရဲ့အကြောင်းစရိတ်မိသားစုစားစရိတ်နဲ့အမေတို့မှလည်းအကျွေးတွေနဲ့ဟိုလက်ကြီးလည်းလှည့်နေရတာရောရမလဲဦးတားရီတားကူမှာပဲရတော့မှာ
ကိုကောင်ပြောနေကြလား ဟုတ်ကဲ့ဟိုတော့ဓမ္မစကူတော့မထပ်ပဲနေလို့ရတယ်မလားဓမ္မစကူတော့စက်တက်လို့ရတယ်မလားဖေ အေးဓမ္မစကူကတော့တမနက်သေးဆိုတော့စက်တက်ချင်တဲ့တက်ပေါ့ကွာပတ်ဆက်လဲကုံတော်မှမဟုတ်တာအလူငွေလဲကိုထည့်ခြင်းမှဖြစ်တယ်တင်မြမနေ့ကအကြောင်းခွင့်တယ်ဒီတစ်ပတ်မောင်ဆိုင်ကိုနေမကောင်းလို့ခွင်းလို့နောက်တစ်ပတ်ကြာမှအကြောင်းတစ်ခုထပ်ပြပြီးကြောင်းပြီးထိုးလိုက်မယ်ကွာကျော်စုံပူလေးရမယ်ကျော်စုံပူလေးရမယ်ကျော်စုံ မောင်ဆိုင်ကိုပါလားတာဆိုင်ကို ဟာဆီယမ ပြောတော့တာနေမကောင်းလို့တပတ်ခွက်နိုင်တာဆိုအခုတော့ကြော်လဲရောင်းနေရဟုတ်လားတာ ဟိုအဖေနဲ့အမေကစောက်ဝတ်နေရေးအဆင်မပြေလို့ကျောင်းထွက်ပြီးအလုပ်လုပ်မယ်ပြောလို့ပါဆီယမ အော်ဖြစ်မှဖြစ်ရလေတာရဲ့ကြောင်းခွင့်လိုက်တိုင်းမီတာသမီးကိုဇီအောင်ခိုင်းနေတယ်လားမိုင်းလိုက်ကြတာကွယ်ဒီကိစ္စတာတော့ဆရာမပြောမှဖြစ်တော့ ဘယ်ရောက်နေကြလဲဟဲ့ကြည်မောင်တင်မြထွက်ခဲ့ကြစမ်းဟဲ့ငါကြည်မောင်အမလေးငါတူကိုခိုင်းစားပြီးနင်တို့လင်မယားနှက်နေကြတယ်ဟုတ်လား ဟာမဘယ်ကလဲလာလဲ ဘယ်မှလှည့်လာတာမဟုတ်နင့်စီတဲလာခဲ့တာဘာလဲနင်တို့ကငါတူကိုကြောင်းထုတ်ပြီးဈေးအောင်ခိုင်းနေဆိုဟဲ့တင်မြဒီရွယ်နဲ့ကလေးကိုလှုပ်လှုပ်ခိုင်းရလားပညာတင်နေတဲ့အချိန်နင်ကတော့တားရမယ်ဟာဘလို့မေလဲမသိဘူး အဲ့လိုမဟုတ်ပါဘူးမရဲ့ဟိုကျွန်တော်ဝင်ငွေနဲ့မလုံတော့တော့လို့ပါခိုင်းတော့ဘယ်ခိုင်းညမမလဲ ဟဲ့မွေးတော့ကမွေးထားပြီးနင်တို့ကျွေးနိုင်ရမှာပေါ့နင်တို့ကမိဘလေနင်တို့ကြောင်းမထားနိုင်ရင်ငါတူကိုငါထားမယ်ပညာရေးကိုနင်တို့ကပေါ့ပေါ့တန်တန်မှတ်နေလားဟမ်ပညာမတက်ရင်လူတော့မတုံလူရမဝင်ဘူးပညာတက်ရင်တက်မတက်ရင်ပတ်သက်ရှိမှလူတန်းစိတ်နေနိုင်တာဟာဘာသာရေးမလိုက်စားအများအကျိုးလည်းမလုပ်ပညာရေးလည်းဦးစားမပေးအဲ့ဒါကြောင့်နင်တို့ဒီလိုဘွားကမတက်တာဒါတော့ဓမ္မစကူကိုငါပြောလို့နင်တို့ထားတာအေးနောက်နေ့ကစပြီးကလေးကိုကြောင်းတက်တာပဲငါမြင်ချင်တယ်ကျော်ဟိုက်မသုံးသိန်းနင်တို့လင်မယားနှလုံးထိုးဖို့ပေးတာမဟုတ်ဘူးနော်ကလေးပညာရေးစိတ်ထောက်တာဟမ်အရင်ချေးထားတဲ့ညာလည်းပြန်ရတာမဟုတ်ငါလည်းပြိုကြီးတယ်မဲ့အကုန်ပတ်အန်နေရ ကဲကွာဖုန်းကိုကြောင်းယူမသွားပါနဲ့ဆိုတော့ယူသွားခြင်းခုတော့ပျောက်ပြီမလားကဲကွာ ဒီဝါကြီးဖေး ဟဲ့တော်ပါတော့ငါသားရဲ့ပါဇက်နဲ့ဆုံးပါပြီမင်းရောပေါ့မင်းတို့ကတစ်စိတ်ရှိလက်ပါဖို့ပဲမြစ်တာနဲ့ဆုံးပါပြီမေးပါဟဲ့ အမေပါသိလို့လေဗျဒီကောင်တော်တော်ပုံစံမကြဘူး အေးသားသမီးကိုပုံစံကွက်တဲ့ထည့်နေရလဲပုံစံမကြဘူးငါသားရဲ့မင်းကိုအမေဘယ်လိုပြောထောင်ခဲ့လဲမင်းသိပါတယ် ဟုတ်တယ်ကိုဒီကိစ္စကိုစကားနဲ့ပဲဖြေရှင်းကြည့်ကြရအောင်ဒါပုံစံပြောက်တဲ့အချိန်ကိုမှတ်မိလား တေချာမမီတော့ဘူးကျောင်းစင်းလို့ဖုန်းစစ်ကြည့်တော့မရှိတော့ဘူးမင်း ဆီယမမတိုင်ဘူးလားဒါ ကျောင်းလည်းစင်းနေပြီဆိုတော့မတိုင်လိုက်ရပါဘူးမင်း အဲ့ဒီဖုန်းတန်ကြီးဘယ်လောက်ရှိလဲဒါသိတယ်နော်အမေတို့ကတားကိုချစ်လွန်းလို့ဝန်ပေးတဲ့မှန်တည့်ရဲ့နဲ့တားပူစာလွန်းလို့ဝယ်ပေးခဲ့တာနော်တေချာချာစဉ်းစားပါငါတားပြီးရင်အမေတို့ကိုအမှန်တိုင်းပြော အန်ဒီဒီကောင်ဖုန်းကိုခိုးတဲ့သူဘယ်သူဆိုတာကျွန်တော်တို့သိရဲ့အန်ဒီ ဟေးဟုတ်လားသူဘာတူလဲတားခုသူပဲမလဲ မစကူပါပဲအန်ဒီ ဟင်မတ်ကူကြောင်းသားလားကွ ဟုတ်တယ်ဖွာတော့လိုက်ပြပါမယ် ဖေရဖေရ အေးလာသွားကြမယ် ကဲတောက်သူမျိုးအားလုံးပဲမင်္ဂလာပါ မင်္ဂလာပါစေရမ
နေတားတို့သမီးတို့ကိုပထမစာတင်ချိန်မှာဒုစရိုက်အကြောင်းကိုသင်ခဲ့ပြီနော်အဲ့ဒီဒုစရိုက်ဘယ်နှပါရှိလဲပြောကြည့်ပါဦး 10 ပါးရှိပါတယ်ဆရာမ ဒီတော်လိုက်ကြတာဒါဆိုရင်အဲ့ဒီဒုစရိုက်10ပါးကိုတားတို့သမီးရဲ့စိတ်တန်ထဲမှာစားမယ့်အရာကြီးလားရှောင်ကျဉ်ရမယ့်အရာကြီးလား ရှောင်းရမယ်ရပါဆရာမ စာတင်နေအောင်မို့ခဏလေးပါရှင် မရဘူးဗျအရေးကြီးလို့ပါစိုင်းကိုဆွဲကလေးကိုခေါ်ပေးပါ ဘာဖြစ်လို့လဲဆရာမ ဟိုဆရာမခန်းထဲကအကြောင်းသားဖုန်းကုတ်သွားလို့တယ်ဆရာမ ဟမ်ဘယ်လို ဒီထဲမှာစိုင်းကိုဆွဲကြောင်းသားရှိတာအိတ်ထားစမ်းကွာအဲ့ကောင်ကျွန်တော်သားရဲ့ဖုန်းကိုခိုးသွားရဲဆိုလို့မြင်မြင်သက်သေနဲ့တော့လာခဲ့တာ ခဏလေးပါရှင်